တနေ့တာတွေးကြတော့လဲအဲ့ဒီတချင်းကြီးဟာညနာမသားမရနဲ့ဝိုးဝေးအတန်ပြုလို့ကျွန်တော်ကိုထန်တော်တီးရှင်တယ်စိတ်ရှိလက်ရှိနောက်ဆုတ်ပြီးနားချင်ခဲ့တယ်မရဲမဲရှင်းနဲ့အတင်းပြောသူတွေနဲ့လဲစုံတယ်ညနာကိုတည်နေတဲ့ဘုံလိုတိခတ်ပြီးလက်ရုံးကြီးပြတယ်အဲ့ဒီအချိန်မှာပဲတော်တော့လို့ကလဲအုပ်ကြီးတစ်ကောင်ကအောင်ကြီးဝင်អော့တယ်ပြီးမှသူတို့ချင်းမိဖြစ်ဆွေဖြစ်စကားဆက်များတယ်ကိုကြောင့်ပဲသူ့ကိုယ်သူတီးခံထားတယ်လို့ပတ်စကားကပြောတယ်ဝါသနာပါတိုင်းရွှေမန်းတင်မောင်လို့မရမှန်းသူမသိဘူးစေးကြီးကလည်းဒသနဟာပြင်းနဲ့တခီးစာနေထိုင်တယ်ကျွန်တော်လဲလူပဲနည်းနည်းနဲ့ကြဲကြဲတော့စိတ်ညစ်တယ်အိမ်ရောက်ပြီကိုဖွင့်တဲ့တော်ကလေးကိုပြန်ကောက်ရလိုက်ပြီတလားရှိတဲ့သားလေးကအေးလို့လှမ်းခေါင်းငိမ့်နေချမ်းမြေ့လိုက်တာကွယ်ခုမှပဲအမောတွေတပေါက်ကွာကြတယ်စိတ်ချသားအဖေအိမ်ကိုပြန်လာခဲ့ပြီပဲတခြားဘယ်ကိုမှမပြန်တော့ဘူးတာယာမင်းဝင်